ပြာလေးကြိုက်တယ်ပြီးရင်ဒီတောင်မျက်လုံးအပြာလေးနေရလေဒီကောင်လေးဒီနင်းရုပ်တွေကဟယ်လိုဟိုဟာဒီနေ့ဒါလေးလာစာထုတ်လို့သူများတွေဖောက်နေမြင်လို့ဖောက်ကြည့်မလို့ဝယ်ခဲ့တာပေါ့နော်ဒါလေးဒီစီဒီမာကန်လေးဈေးနှုန်းကသူက6400နဲ့တန်တယ်လို့ပြောမှာပေါ့နော်တော်တော်လေးလှတယ်ရုပ်ဒီမှာကြည့်လိုက်ဒီမျက်လုံးတွေကိုကြိုက်လို့ဒီကဝယ်ခဲ့ပြီးတော့ကျွန်တော်ရကျင်တဲ့အယောင်လေးကဒီအပြာလေးကြိုက်တယ်ပြီးရင်ဒီတောင်မျက်လုံးအပြာလေးနေရလေဒီကောင်လေးဒီနင်းရုပ်တွေကပေါက်ရင်ကျင်းနေပြီအဲဒါမို့နော်ကဲဘာလေးပေါက်မလဲဖောက်ကြည့်မယ်နော်တူဖောက်ကြည့်ရမယ်တော့ခဏကမယ်ကြည့်ဘူပဲပြနေရောมาตะထုတ်ပါလေးဒါပေမဲ့ကပ်ပါတော့မသိဘူးကပ်မပါဒီစားပြောမယ်အပြာလေးပေါ့ခရစ်လုံးဝယူမှာနော်အပြာလေးရယ်ဒီအနီလေးဒီကောင်ရယ်နှစ်ခုကြိုက်အဲ့ဒီကတရုပ်ပေါင်ကျင်းနေပြီပြာလေးပြီးပါပြာလေးကြိုက်ပါတယ်တဲ့အားရောက်လည်းမသိဘူးအားရောက်လည်းကျွန်တော်ဒီပန်းဒီကာလာကြီးဒီတပုံစံနဲ့လာပေါက်တာဒီဘူးကြီးမျက်လုံးကတော့အရှင်ပဲစစ်တော့မွေးတော့မမွေးမျက်လုံးကတော့လဲ့လို့ရကစားလို့ရအဲ့မှာဒီတိုင်းကြီးနားလည်းမလားအဲ့လိုမျိုးမကြိုက်ဘူးနောက်တရုပ်ပတ်စံဆိုပြီးပြန်ဖောက်မယ်